တေချင်းတရားကိုရင်ဆိုင်ရတော့မယ်ဆိုတာသိနေပေမဲ့ဟာတာတစ်ခုထုတ်ပြောဖို့ဆုံးဖြတ်လိုက်တဲ့လူတစ်ယောက်အကြောင်းကိုမိတ်ဆွေစဉ်းစားကြည့်ပါဒီလိုလူမျိုးဟာဘလို့လူစားမျိုးဖြစ်မလဲရဲရင်မှုဉာဏ်ပညာနဲ့တမိုင်းရဲ့မမျော်လင့်တဲ့အလှည့်အပြောင်းတွေကိုတန်ဖိုးထားတဲ့သူတွေအတွက်ဒီဇလန်ကအဖြေပေးပါလိမ့်မယ် Jones Vikings တွေဟာဒန်နာရီလာ Viking ရှစ်တေတော်အုပ်စုတစုဖြစ်ပါတယ်။သူတို့မှာဂုံးတိခါနဲ့ပြည့်ဝတဲ့ကိုယ်ပိုင်ချင်းဝတ်တွေရှိပါတယ်။ဒီချင်းဝတ်တွေကသူတို့ကိုကြောက်ရွံ့မှုမပြဘဲဒေချင်းတရားကိုရင်ဆိုင်စေခဲ့တာပါ။966ခုနှစ်မှာဒိမတ်ဘရင်ကသူတို့ကိုငှားရမ်းခဲ့ပြီးဂျာလ်ဟာကွန်ကိုတိုက်ခိုက်ဖို့စီလွတ်ခဲ့ပါတယ်။ဒါပေမဲ့ရှိုရွန်ဂါဘကရာတိုက်ကွယ်မှာတော့ဂျာလ်ဟာကွန်နဲ့သူ့ရဲ့သားဂျာလ်အီရီလက်ထိုင်မှာသူတို့ဟာအပြင်းအထန်ရှုံးနိမ့်ခဲ့ပါတယ်။ဘိုင်ကင်တွေဟာတနာကျင်တာမှုကိုမျောလင့်တာမျိုးမရှိသလိုသူတို့ကိုယ်တိုင်လည်းတနာတာမျိုးမရှိပါဘူး။တိုက်ပွဲပြီးမှအဖမ်းခံရတဲ့ Johnsburg ဘိုင်ကင်တွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တန်းစီစေခဲ့ပါတယ် ကောင်းဖြက်ကွမျက်တာစပါပြီသူတို့ရဲ့ကိုယ်ပိုင်ကျင့်ဝတ်အရာဘယ်တော့မှကြောက်ရွံ့တာမျိုးမပြရဘူးလို့ဆိုပါတယ်တယောက်သောသူကတော့ဒူးထောက်ကောင်းဖြက်ခံဖို့ညှင်းဆန်ခဲ့ပါတယ်သူကမတ်တရက်ပြီးရှေ့ကနေခေါင်းဖြတ်ခံချင်တယ်လို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူဟာတည်ချင်းတရားကိုမကြောက်ရွံ့ဘူးဆိုတာလူတိုင်းမြင်စေချင်တာကြောင့်ပါ။ နောက်တစ်ယောက်ကတော့ဒူးထောက်ပြီးခေါင်းဖြတ်ခံဖို့လက်ခံခဲ့ပါတယ်။ဒါပေမဲ့သူကကျွန်တော်ဆံမင်းတွေကိုစိတ်ပူတယ်။တွေးတွေနဲ့မပေချင်ဘူး။ကျေးဇူးပြုပြီးကျွန်တော်ဆံမင်းတွေကိုဆွဲပြီးခေါင်းပေါ်မှာဖုံးပေးလို့ရမလား။အဲ့ဒီနောက်မှာခေါင်းဖြတ်လို့ရပါတယ်လို့ပြောခဲ့ပါတယ်။ပစိန်ချလာချိန်မှာပဲသူကရုတ်တရက်ခေါင်းကိုနှောက်ဆူလိုက်ပါတော့တယ်။အဲ့ဒီအခါပစိန်ကသူ့စပင်ကိုကင်ထားတဲ့လူရဲ့လက်ကိုဖြတ်တောက်လိုက်ပါတော့တယ်။ဒီဟာသားကလူတိုင်းကိုတော်တော်ရေမောစေခဲ့တယ်။ဂျာလ်အီရစ်ဆိုရင်သူ့ဘဝမှာဒီလောက်ရေရတာမျိုးမရှိခဲ့ဘူးလို့တောင်ပြောခဲ့တယ် ဒီလိုရဲစရာကောင်းတဲ့ဟာတာကြောင့်ဂျာအရီကမင်းတို့လွှတ်ပေးလိုက်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီ Johnsburg Viking ကတခြားသူအားလုံးကိုလွှတ်မပေးသေးတော့ကျွန်တော်လက်မခံနိုင်ပါဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါနဲ့ကျန်တဲ့ Johnsburg Viking အားလုံးကိုလည်းအသက်ချမ်းသာပေးခဲ့ကြပါတယ် အစပိုင်းမှာတော့ဒီလိုဇက်လန်းမျိုးဟာလုံးဝစိတ်ကူးရင်ဆန်တယ်လို့လူတွေကထင်ခဲ့ကြပါတယ်။ဒါပေမဲ့မကြာသေးခင်ကအဲ့ဒီနေရာနဲ့15ကီလိုမီတာလောက်အကွာမှာလမ်းအသစ်ဖောက်ဖို့တူးဖော်ရင်းအယိုးစုအခု90ကျော်လောက်ကိုတွေ့ရှိခဲ့ပါတယ်။ဒါအပြင်တီးခြားခေါင်းခုန်ပုံတစ်ပုံကိုလည်းတွေ့ခဲ့ရပါတယ် ။ဒီအယိုးစုတွေအားလုံးခေါင်းဖြတ်ခံထားပြီးအမျိုးသားတွေဖြစ်ကြပါတယ်။အများစုကငယ်ရွယ်တဲ့ Scandinavian လူမျိုးတွေလို့သိရပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ဒီလူတွေထဲကတချို့ဟာဒန်ဒါရီထဲမှာဖော်ပြထားသလိုရှေ့ကနေခေါင်းဖြတ်ခံထားရတာဖြစ်ပါတယ်။ဒါကြောင့်လူမစိတ်ကူးရင်လို့ထင်ရတဲ့ဇလန်ကဖို့ဟာတကယ်အချက်လက်တွေနဲ့ကိုက်ညီနေတာတွေ့ရပါတယ်။တခါတရံမှာတော့ဒန်ဒါရီဒီဟာတကယ်လက်တွေ့ဘဝကိုဘယ်လိုမျိုးအားအသင့်စရာကောင်းအောင်ထင်ရနေလဲဆိုတာကိုဒီလိုမျိုးဇလန်တွေကဖော်ပြပေးနေပါတယ်